မကြသေးမီကပဲဘုန်းကြီးတယောက်ကဝူခုံးကိုနှစ်900လုံးပိတ်ထားခဲ့တဲ့တစိတ်ကိုချိုးဖျက်လိုက်ပါတယ်လွတ်မြောက်လာတဲ့ဝူခုံဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးဗုဒ္ဓရဲ့ထိန်းချုပ်မှုကနေနောက်ဆုံးတော့လွတ်မြောက်ပြီလို့မြန်မြန်ထန်ထန်ကြေညာလိုက်ပါတယ်ဒါပေမဲ့ဘုန်းကြီးကတော့မင်းတကယ်မလွတ်မြောက်သေးဘူးလို့ပြန်ပြောပါတယ်ဒါဆိုပြီးနောက်ဘုန်းကြီးကလက်နှစ်ဖက်ကိုတွဲညက်ကဗုဒ္ဓကိုစိတ်ကြီးစွာဆုတောင်းပါတော့တယ်ဒီအခြေအနေကိုမြင်တဲ့ဝူခုံးကသူ့ကိုလက်ချလိုက်ဖို့ပြောပေမဲ့ဘုန်းကြီးကမလှုပ်ရှားပဲဆက်လက်ဆုတောင်းနေသေးပါပဲဒေါသတက်လာတဲ့ဝူခုံးကဘုန်းကြီးရဲ့စပင်အားလုံးကိုအတင်းအကျပ်ဆွဲထုတ်လိုက်ပါတယ်ဘုန်းကြီးကမခံနိုင်တော့အောင်နာကျင်ပြီးအော်ဟစ်နေတော့လဲသူ့လက်တွေကတော့တခဏတောင်မချပဲဆက်လက်တွဲညက်ထားနေသေးပါပဲဒီကိုမြင်တဲ့အချိန်မှာပဲဝူခုံးရဲ့တက်ဖြတ်ခြင်းစိတ်ကချက်ချင်းပောက်ကွဲလာပါတယ်အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲနတ်ဆိုးလိုက်လံတက်ဖြတ်တဲ့3ယောက်ရုတ်တရက်ပေါ်လာပြီးဝူခုံးရဲ့အာယုံကိုလွှမ်းမိုးသွားစေပါတယ်သူတို့3ယောက်ကဝူခုံးကိုပထမဆုံးမြင်ရတာနဲ့လုံးဝမလေးထားပဲသူ့ရဲ့အမြင့်နေတာကိုလှောင်ပြောင်ကြပြီးဘသူအရင်သွားမလဲဆိုတာကိုတော့ rough paper စစ်ကစားပြီးဆုံးဖြတ်နေကြပါတယ်အရန်ကိုအရှက်ရသွားတဲ့ဝူခုံးကဒေါသပြင်းထန်စွာအော်ဟစ်လိုက်ပါတယ်နောက်တစ်စက္ကန့်အတွင်းမှာပဲသူကရှေ့ကိုထိုးဝင်ပြီးသူတို့တွေကတယောက်ကိုချက်ချင်းတက်ပစ်လိုက်ပါတယ်ဒီအရာကိုမြင်တဲ့ဆန်ဖြူအိုမင်းကြီးကချက်ချင်းမျက်မှောက်မဟာမော်ကိုထုတ်လွှတ်လိုက်ပါတယ်ဝူခုံကဒီကိုမြင်ပြီးမအပ်မဖြစ်အတန်ထွက်အောင်လွှတ်လိုက်ပါတယ်နောက်တစ်ခဏမှာဆန်ဖြူအိုမင်းကြီးကဝူခုံစီကိုခြေထောက်နဲ့တင်းမာစွာနင်းဆင်းလာပါတယ်ဒါပေမဲ့ဝူခုံကတော့လုံးဝမတုံ့လို့ပဲအေးဆေးနေပါတယ်နောက်တစ်စက္ကန့်မှာပဲသူကလေထဲကိုခုန်တက်ပြီးခြေထောက်နဲ့ကန်လိုက်တဲ့ဖြင့်ဆန်ဖြူအိုမင်းကြီးကိုမျက်တောင်ခတ်တောင်မမိခင်မှာပဲအဝေးကိုပစ်လွတ်လိုက်နိုင်ပါတယ်အခုဆိုရင်လူကောင်အနေနဲ့လူခုံတယောက်ပဲကြံပါတော့တယ်သူကမအနားယူရဲပဲချက်ချင်းသူ့ရဲ့မော်လက်နက်ကိုထုတ်ယူလိုက်ပါတယ်လက်ချောင်းကိုအနှဲငယ်လှုပ်လိုက်တာနဲ့ပြန်တန်းနေတဲ့ဓာတ်တလက်ကအမြန်ဆုံးကြီးထွားလာပြီးဝူခုံစီကိုတန်တန်မတ်မတ်ပစ်သွားပါတယ်ဝူခုံကဓာတ်ကိုလျင်မြန်စွာရှောင်တိန်ပြီးလက်ကင်ကိုဖမ်းဖို့ကြိုးစားပါတယ်ဒါပေမဲ့ဓာတ်ရဲ့အားကသူ့ကိုလေထဲထိဆွဲခေါ်သွားပါတယ်ဒီအချိန်မှာလူခုံကသူ့ရဲ့ပြန်တန်းတာအားလုံးကိုထုတ်လွှတ်လိုက်ပြီးဓာတ်ပေါင်းများစွာကလေထဲမှာဝူခုံနဲ့ပြင်းထန်စွာတိုက်ခိုက်ကြပါတယ်အချိန်ကြာလာတာနဲ့အမျှဝူခုံကအားနည်းလာတယ်လို့ဖြစ်လာတာကြောင့်ချက်ချင်းသူ့ရဲ့ရွှေတံတားကိုထုတ်ယူပြီးပြန်တန်းတာအားလုံးကိုတပြိုင်နက်ပြန်လည်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလူခုံကဓာတ်တွေကိုထိန်းချုပ်ပြီးတလက်သေးသောဓာတ်ကြီးအဖြစ်ပေါင်းစီကဝူခုံစီကိုအပြင်းစွာလှိချလိုက်ပါတယ်ဒီတစ်ချိန်မှာတော့ဝူခုံကမရှောင်လဲမလွတ်လဲမလုပ်ပဲသူ့ကိုခန္ဓာနဲ့တိုက်ရိုက်ခံယူလိုက်ပါတယ်ဒေါသပြင်းထန်စွာအော်ဟစ်တန်တစ်ချက်နဲ့အတူလူတိုင်းဟာချက်ချင်းမိကိုအမုံဖြစ်ပြကျသွားပါတယ်တိုက်ပွဲပြီးဆုံးသွားတဲ့နောက်ဝူခုံကချက်ချင်းဖုန်ကြီးစီကိုရှောက်သွားပြီးသူ့ဘဝမှာအမုံအမြဲဆုံးလူကိုကင်တွယ်ရှင်းလင်းဖို့ပြင်ဆင်လိုက်ပါတော့တယ်